ကဲ YouTube အမျိုးတွေအားလုံးပဲမင်္ဂလာပါနော်ဒါတော့ကျွန်တော်တို့တောက်ကြနေနေ့လည်စာလေးပါဗျာ Today special ကတော့ share ပဲ very good ပဲဗျာနော်ဒါတော့ကျွန်တော်တို့ထမင်းစားပြီးအချို့တင်းအောင်စိန်တလုံးတည့်ရသည်ပါဗျာစိန်တလုံးတည့်ရသည်ဒါတော့ဘဲဥကျော်ပါခင်ဗျာဘဲဥကျော်ဒါတော့မှုကျော်ပါခင်ဗျာမှုကောက်ယူမှုကြော်လာတယ်ဗျာမှုကျော်ပါခင်ဗျာဒါကတော့ကျွန်တော်တို့အညာမကြီးရွက်ကိုချင်းဆက်ကလေးကြော်ထားတယ်ဗျာအညာမကြီးရွက်ကိုအချင်းဆက်ကလေးကြော်ထားပါတယ်ကဲအားလုံးပဲထမင်းစားကြပါအောင်နော်တောက်ကြနေနေ့လည်စာလေးပါဒါတော့ကျွန်တော်တို့တင်းကြီးအရေးတောက်လေးဗျာနော်တင်းကြီးအရေးတောက်လေးပါဗျာကဲအားလုံးပဲထမင်းစားကြပါအောင်နော်ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ Today special ကတော့ဒီမှာထမင်းစားပြီးအချိုတင်းအောင်လို့ကျွန်တော်စိတ်တလုံးတည့်ရတီးရဲ့ဘဲဥကျော်ရဲ့မှုကျော်ရဲ့ကျွန်တော်တို့ကောက်ယူမှုကျော်ထားတာဗျာဒါတော့မကြီးရွက်ကိုချင်းဆက်ကလေးချက်ထားတယ်ဗျာမကြီးရွက်ကိုချင်းဆက်ကလေးချက်ဒါပိန်းနီလေးကိုအရေးတောက်လေးပါခင်ဗျာကဲအားလုံးပဲထမင်းစားကြပါအောင်နော်တောက်ကြနေနေ့လည်စာလေးပါကဲကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးပဲဘိုင်ဘိုင်ပါ YouTube အမျိုးတွေ